ဒီအမျိုးသမီးဟာသူမရဲ့ကိုယ်အင်ကြီးကိုချွတ်လိုက်ပြီးတဲဆုံးသွားတဲ့အမွာနီမဖြစ်သူရဲ့ကိုယ်စားခေါင်းတလားထဲမှာလဲလိုက်ပါတယ်။သူမအခုလိုလုပ်ရတဲ့တကယ်အကြောင်းရင်းကတော့ညီမဖြစ်သူတဲဆုံးမှုကိုစုံစမ်းဖို့အတွက်ပါ။မကြခင်မှာပဲညီမဖြစ်သူရဲ့ခင်ပွန်းရောက်လာပြီးသူမထေးပြီးအမှန်နဲ့သူ့ရဲ့အစီအစဉ်အားလုံးကိုဖွင့်ပြောပါတော့တယ်။ပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ဖို့အတွက်ဇနီးဖြစ်သူကိုဘယ်လိုတတ်ခဲ့တယ်ဆိုတာကိုပါရှင်းပြနေတာပါ။ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးဟာမှန်သက်သွားပြီးညီမဖြစ်သူရဲ့ခင်ပွန်းကဒီလောက်ထိယုံမာနိုင်မယ်လို့မယုံနိုင်အောင်ဖြစ်သွားရပါတယ်။ဒါပေမဲ့သူမတခုခုမလို့ဆောင်နိုင်ခင်မှာပဲအဲ့ဒီလူကကောင်းတလားအဖုံးကိုရုတ်တရက်ပိတ်လိုက်ပါတယ်။သူကဒီအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကိုပါချက်ချင်းသိမ့်ပိုက်ချင်နေတာပါ။ဒါကိုအိမ်တော်ထိန်ကကန့်ကွက်ပါတယ်။အဲ့ဒီလူဟာလိန်လေပြီးပိုင်ဆိုင်မှုတွေကိုရယူဖို့စူးစမ်းနေတာကိုသူသိနေလို့ပါ။ဒါကိုကြားတော့အဲ့ဒီလူကဒေါသထွက်ပြီးအိမ်တော်ထိန်မို့တတ်ဖစ်ဖို့သူ့လူတွေကိုအမိန်ပေးလိုက်ပါတယ်။ဒါတွေအားလုံးကိုမြင်နေရတဲ့အမျိုးသမီးဟာဆက်ပြီးအောင်အီမထားနိုင်တော့ပဲခေါင်းတလားတဲ့ကနေထွက်လာခဲ့လို့လူလိုက်လန့်ဖျန်သွားကြပါတယ်။ဒါပေမဲ့သူမကဘာမှထုတ်မပြောပဲညီမဖြစ်သူရဲ့ခင်ပွန်းရိပ်မိမသွားအောင်ညီမဖြစ်သူအယောင်ဆောင်ပြီးဆက်နေလိုက်ပါတယ်။အဲ့ဒီလူကတော့ဇနီးဖြစ်သူတေရွားပြီဆိုတာသိနေတဲ့အတွက်သူမကိုဇနီးအဖြစ်လက်ခံဖို့ညှင်းဆန်နေပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးကသူ့ဇနီးနဲ့တပုံစံနဲ့တူနေတဲ့အတွက်သူမအသက်ရှင်နေသေးတယ်ဆိုတာကိုသူလက်ခံလိုက်ယုံမှတပါအခြားရွေးချယ်စရာမရှိတော့ပါဘူး။တကယ်တော့ဒီအမျိုးသမီးဟာအမှန်တရားအားလုံးကိုအဲ့ဒီလူကိုအတိမပေးသေးပါဘူး။သူမရဲ့ညီမကိုတတ်ခဲ့တယ်လို့မျိုးပဲအဲ့ဒီလူကိုလေတခေးပြေးချင်းညှင်းပန်းပြီးတေးစေချင်နေကြောင်းဖြစ်ပါတယ်။